ဝမ်းမလာပါသူဒီကောင်းလေးရှိအပြင်ဆရာကမှကြိုးစားပါတယ်ဒီနေ့4ရက်6လ2025အတွက်ကျွန်တော်ရဲ့ပေါ်လာတွေအတွက်ကျွန်တော်ကဏ္ဍလေးတွေ့ပြထားပါတယ်ကျွန်တော်တွေ့ပြထားတဲ့ကဏ္ဍလေးကိုကြည့်ပြီးတော့ဒီနေ့လားဒီလုံးစာမနက်ခင်းနဲ့ညနေခင်းနဲ့ချိန်ထုတ်လို့ရပါတယ်ဒီမနက်ခင်းကိုမထွက်ဘူးဆိုရင်ညနေခင်းကိုစားလို့နဲ့ထုတ်လို့ရပါတယ်နော်ကဲကျွန်တော်ရဲ့ကဏ္ဍလေးရတော့ဒီမှာပါ45 40 43 44 46 48 95 90 93 93 96 98ဖြစ်ပါတယ်ကဲပေါ်လာပြီကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးကြပါ channel လေးမှာအသစ်တော့စီစဉ်နေမြနေ့စဉ်ဒီစကားပါမယ်နော်ကဲအားလုံးပေါ်လာတယ်အဖွဲ့နေမှာဒီစုပေါက်ပြီးတော့စုကြည့်ပဒံနိုင်ပါစေနော်